ရေးဒုက္ခအကြောင်းပြောပြတဲ့အခါကိုကိုလို့အမြဲတမ်းတိုးတိုးတိတ်တိတ်မေးလိရှိတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်။အဲ့ဒါကတော့ဂေါ်လီထဲ့ပြီးလေ့ကျင့်သမားဆက်ဆံတာကိုကြုံဖူးတဲ့အမျိုးသမီးတွေဟာနောက်ပိုင်းမှာဂေါ်လီမပါဘဲလေ့ကျင့်ဆက်ဆံရရင်အားမရတော့တာဂေါ်လီကိုပဲတန်းတာနေတတ်တာဘာကြောင့်လဲဆိုတာပါပဲ။ဒီနေ့ဆန်ဒီကပွင့်ပွင့်လင်းလင်းနဲ့ကျန်းမာရေးရှုထောင့်ကနေရှင်းပြပေးသွားမှာမို့လို့အဆုံးထိကြည့်ပေးကြပါအောင်နော်ကိုကိုလို့ရေ။တကယ်တော့ဒါဟာခန္ဓာကိုယ်ရဲ့အာယုံကြောမှတ်သားမှုကြောင့်ဖြစ်တာပါရှင်။ပြင်းထန်တဲ့လုံဆော်မှုဂေါ်လီထည့်ထားတဲ့အခါပုံမှန်ထက်ပိုပြီးပြင်းထန်တဲ့ပွတ်တိုက်မှုနဲ့လေ့ကျင့်မှုထိတွေ့မှုကိုရရှိစေပါတယ်။ဒီလိုပြင်းထန်တဲ့အထီအတွေ့ကိုခန္ဓာကိုယ်ကတကြိမ်မှတ်သားသွားပြီဆိုရင်ပုံမှန်အထီအတွေ့လေးတွေကိုခန်းစားချက်သိမရှိတော့တာမျိုးဖြစ်တတ်ပါတယ်။စိတ်ပိုင်းဆိုင်ရာဆွဲလန်းမှုအရှင်အဟုန်ပြင်းပြင်းနဲ့လေ့ကျင့်ခန်းလူတာကိုခန်းစားဖူးသွားတဲ့အခါစိတ်ထဲမှာလည်းအဲ့ဒီလိုထိမိတဲ့လေ့ကျင့်ခန်းစားချက်မျိုးကိုပဲအမြဲတမ်းမျှော်လင့်နေကြပါတယ်။ဒါကြောင့်ဂေါ်လီမပါတဲ့အခါတခုခုလိုအပ်နေတယ်လို့မျိုးခန်းစားရတာပါ။အာယုံခန်းစားမှုအပလောင်းလဲဂေါ်လီရဲ့ထူးခြားတဲ့ဖူးအထစ်တွေကအမျိုးသမီးတွေရဲ့ကျန်းမာရေးအရာအထိမခံနိုင်ဆုံးနေရာလေးတွေကိုဓာတ်ရိုက်ထိခွဲပေးနိုင်တာမို့လို့အဲ့ဒီနေရာလေးတွေကပြင်းထန်တဲ့လှုံ့ဆော်မှုကိုပဲအမြဲတမ်းတောက်ဆိုနေတတ်တာပါရှင်။ဒါပေမဲ့ကိုကိုလို့တတိထားရမှာကဂေါ်လီထဲ့တာဟာရေရှည်မှာကျန်းမာရေးအသက်ဘေးထပ်ဆိုးကျိုးတွေရှိနိုင်တာမို့လို့တဘာဝအတိုင်းနူးညံ့တဲ့နှိုးဆော်မှုတွေနဲ့ပဲသူမကိုကျေနပ်အောင်ဖန်တီးပေးဖို့စန်ဒီကအကြံပြုချင်ပါတယ်။ကိုကိုတို့ရောကိုယ့်ရဲ့အဖော်စီကနေဂေါ်လီနဲ့ပတ်သက်ပြီးဘယ်လိုမျိုးတုံ့ပြန်မှုတွေကိုကြားဘူးလဲဟင်အိမ်အောင်ဤဒုက္ခဆိုလားကျမ်းမာရေးနဲ့ညီညွတ်မှလာရေရှည်အတွက်ပိုပြီးကောင်းမွန်တာပါဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ဖို့မမေ့နဲ့အောင်နော်ကိုကိုတို့ရေအားလုံးကိုအရင်ချစ်ပါတယ်